ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ပြဆရာလေးတစ်ခုရှိတယ်ပေါ့နော်ဒါလေးကဘာလဲဆိုတော့ဒါလေးပေါ့နော်ဒါလေးပေါ့ဒါလေးကဘာလဲပေါ့သိကြလားမသိဘူးနော်โอเคဒါလေးကဟောပေါ့နော်YouTube ကနေပေးတာပေါ့နော် YouTube ကနေပေးတာကျွန်တော် YouTube မှာဆိုလို့ရှိကျွန်တော်ဒီနေ့နဲ့ဆိုလို့ရှိနှစ်နှစ်နေပါလို့ရှိပေါ့နော်ကျွန်တော် YouTube မှာအလုပ်လုပ်တာနှစ်လောက်ရှိပြီဆိုတော့ဒီနှစ်အတော်အတွင်းမှာကျွန်တော်ကို subscriber ပေးတဲ့ညီကူမောင်ဓမ္မတွေကိုပထမဆုံးကျွန်တော်ရမ်းပဲကျေးဇူးတင်တယ်လို့ကျွန်တော်ကျေးဇူးတင်စကားပြောချင်တယ်အခုအမတို့ရဲ့တငယ်ချင်းတွေကူညီမှုကြောင့်ကျွန်တော် YouTube ကနေပြီးတော့ဒီ silver button ကိုကျွန်တော်ကိုလက်ဆောင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီဟာကကျွန်တော်အရန်ပဲလိုချင်တဲ့အရာဖြစ်တယ်အရန်ပဲကျွန်တော်အရန်ပဲမဲ့မော်တယ်เนาะပြောရမယ်ဆိုလို့ရှိရင်အရာထက်ဆိုတော့အရာထက်ဒီကိုယ့်ရဲ့လုပ်ငန်းတစ်လျှောက်မှာပေါ့เนาะဒီအတိမပြုတ်ခဲ့တဲ့အရာတစ်ခုလေးဆိုတော့ကျွန်တော်အရန်ပဲပျော်ရွှင်နေပေါ့နော်အရင်ပဲပျော်တယ်အရင်ပဲဝမ်းသာတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်ဒီနေ့ကျွန်တော်ဒီနေ့unboxing လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အထင်မှာဘာတွေပါလဲဆိုတော့ကျွန်တော်တစ်ခါတည်းကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပဲရောက်တာပေါ့နော်ဆိုတော့လက်ဆက်ဆက်ဘာတွေပါလဲဆိုတော့ဒီထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်တစ်ခါတည်းတူကြည့်ရမှာဖြစ်ပါတယ်ဆိုတော့တစ်ခါလေးကြည့်လိုက်အောင်နော် Okay ဘယ်နေဖော်ရမလဲဆိုတော့ဒီနေဖော်ရအောင်ဒီပထမဆုံးဒီထဲမှာတော့ထူးထူးခြားခြားတော့ဘာမှမရှိပါဘူးအဲ့ဒါကျွန်တော်ပေးတဲ့လိပ်စာကျွန်တော်ရဲ့အိမ်လိပ်စာတွေပေါ့နော်ကျွန်တော်အိမ်လိပ်စာကျွန်တော်ရဲ့ဖုန်းနံပါတ်တွေပေါ့နော် Okay ဒါထူးထူးခြားခြားဘာမှတော့မရှိဘူး Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖော်ရအောင်နော်ကဲဒီနေ့ဖောက်နော်ဒီနေ့ဖောက်တယ်လက်စိတ်တော့ကျွန်တော်ခွာလိုက်မယ်ကဲဒီခွာတယ်ဟုတ်ထွက်လာပြီဆိုတော့ကဲထွက်လာပြီဒီဟာမှာအဝါကဟိုလောက်ကြာတယ်တပတ်နေပါလောက်ကြာတယ်ပေါ့နော်တပတ်နီးပါလောက်ကြာတယ်တပတ်တော့မကြာဘူးတင်တယ်ဟုတ်တယ်3-4ရက်လောက်တင်တယ်အရမ်းမြန်တယ်ပေါ့နော်အရမ်းမြန်တယ်ကဲပထမဆုံးဘာတွေပါလဲဆိုတော့ကြည့်ကြပါဦးနော်ဒီမှာဒါတော့ super dry တဲ့နော်အဲ့တော့တုတ်ရဟာတင်တယ်နော်တုတ်ရဟာတင်တယ်ခုနကကျွန်တော်တန်ရှင်းလို့ရမှာโอเคနောက်ပြီးကြတော့ဒါလေးပါတယ်ဒါကပါလဲဆိုတော့ဒါကဟောပေါ့ကဲကိုဖတ်လိုက်တော့ကျွန်တော်တော့မဖတ်တော့โอเคနော်ဟုတ်ပြီကျေးဇူးတင်စကားပေါ့နော်အတိမပြုတယ်ဆိုတော့စာဆောင်လေးပေါ့โอเคထားပါတော့ထဲမှာပါလေးပါလဲဆိုတော့တစ်ခါဆက်ကြည့်အောင် recognize your team တဲ့ဒါလေးလည်းပါပါတယ်Okay. ဒါဆိုရင်ဒါလေးကပါလဲဆိုတော့ပါလဲရမိုက်လေကွာနော်ဒါမှန်ပေါ်နဲ့ကျွန်တော်ပြန်လုပ်ရမှာ Okay ဒီလိုလေးပါဒါလေးကျတော့သူတို့အတိမပြူတဲ့အကြောင်းလေးတွေပေါ့နော်ဒီစီဝဲဘတ်တုံကိုရတယ်ဆိုတဲ့အကြောင်းလေးတွေပေါ့အဲ့လိုလေးပေါ့ထူးတော့မရှိပါဘူးเนาะ Okay နောက်ဆုံး last ဒီလိုလေးရှိတယ်ပေါ့เนาะ Okay ဒါလေးကိုကျွန်တော်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ထုတ်မယ်ဘယ်လိုပါလာလဲဆိုတော့ဒီလိုလားအဲ့လို wow ကဲကြည့်ပါဦးဘယ်လောက်လာလဲနော်ဘယ်လောက်လာလဲကြည့်ပါဦး
ရန်လာနော်ဒါလေးကိုကျွန်တော်အရန်ပဲမျောလင်းတာဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်အရန်မျောလင်းတာဖြစ်ပါတယ်ဆိုတော့ဒီဟာကဝယ်လို့ရပါတယ်နော်ဈေးချူချူနဲ့ဝယ်လို့ရပါတယ်ဒါပေမဲ့ဝယ်လို့ရတဲ့ပစ္စည်းထက်ဒီဟာလေးကကျွန်တော်ရဲ့အလုပ်ကနေပြီးတော့အတိမပြုတ်ချင်းခံရတဲ့play button တခုဆိုတော့ကျွန်တော်အရင်ပဲတန်ဖိုးထားပါတယ်အရင်လည်းကြိုက်ပါတယ်အရင်ပဲကျေးဇူးတင်တယ်ဒီ YouTube တင်ကိုလည်းကျွန်တော်အရင်ပဲကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒါလေးကိုကြည့်ကြပါဦးဒါလေးကလူတိုင်းပဲအရင်ပဲမျောလင်းတယ် YouTuber တိုင်းလည်းကြိုက်တယ် YouTuber တိုင်းမျောလင်းတယ်เนาะဆိုတော့ကျွန်တော်လည်းအရင်ကျင်နေပါတယ်လို့เนาะဆိုတော့ဒါလေးကကျွန်တော်ရဲ့ခွန်အားကြောင့်မဟုတ်ပဲနဲ့ကျွန်တော်တက်လို့ကျွန်တော်တီးလို့ကျွန်တော်ဒီဟာလေးကိုရတာမဟုတ်ပဲနဲ့ဒီကကြည့်ရှုနေတဲ့အကိုတွေအမတွေပေါ့နော်ရောက်ချင်းစီတိုင်းရဲ့ subscriber နေပြချင်းပြီးတော့ view ပေါ့နော်ဒီ comment တွေ like တွေ subscribe share တွေပေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်ဒီ play button လေးကိုကျွန်တော်ရရှိတာဖြစ်ပါတယ်ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်အားပေးပါအောင်လို့เนาะဆိုတော့အခုချိန်ဒီကြည့်ရှုအားပေးကြတဲ့ညီကမောင်နှမတွေရောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အယံပဲကျေးဇူးတင်တယ်ဆိုတော့ဒီဟာဒီကြည့်ရှုနေတဲ့အကိုတွေအမတွေအကြောင်းကျွန်တော်ဒီဟာလေးကိုရရှိတာပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဆိုတော့အယံပဲကျေးဇူးတင်တယ်နောက်ဆိုလို့ရှိရင်လည်းဆက်ပြီးတော့အားပေးပါလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ် bye bye